မလိုက်လို့လည်းတမမှာဦးစီးဌာနရဲ့နော်တမမှာဥပဒေပြင်ဆင်သည့်ဥပဒေအကြောင်းတည်ကောင်းကြလေးကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တော့မလိုက်မြို့နယ်တမမှာဦးစီးဌာနရဲ့ဦးစီးရရှိဦးစောလင်းကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမဲ့အကြောင်းအရာကတော့1992ခုနှစ်တမမှာအသင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေပေါ့နော်ဥပဒေအကြောင်းကိုအများပြည်သူသိရှိအောင်အလားဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့တမမှာဦးစီးဌာနအနေနဲ့ကတော့1992ခုနှစ်မှာနောက်ဆုံးတမမှာဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးမှကျွန်တော်တို့ကအခုဒီနှစ်မှာဆိုရင်တော့ကျွန်တော်တို့နာဆာကာရဲ့ဥဆောင်မှုနဲ့တမမှာအသင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကို24ရက်မှာပြန်ပြီးတော့ပြင်ဆင်တဲ့ဥပဒေကိုထုတ်ခဲ့ပါတယ်အဲ့မှာဆိုရင်ရခိုင်နဲ့မတူတာတွေပြန်ပါလာပါတယ်ရခိုင်တော့တမမှာအသင်းဥပဒေနည်းဥပဒေထုတ်ပြန်တဲ့ချိန်မှာဦးစီးဌာနလုပ်ပိုင်ခွင့်အသင်းတွေရဲ့လုပ်ပိုင်ခွင့်ဆိုများတဲ့ချိန်မှာဒီအသင်းအမှုဆောင်တွေရဲ့လှုပ်ဆောင်မှုတွေကိုအသင်းကပဲဆောင်ရွက်တဲ့နည်းလမ်းတွေနဲ့ဆောင်ရွက်ခဲ့ပါတယ်အခုချိန်မှာတော့ဒီထူးထူးခြားခြားအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီတမောက်မှာအသင်းနဲ့ပတ်သက်ပြီးအလွဲသုံးစားမှုတွေနောက်ပေါ့နော်မမှန်မကန်လိမ်လည်တိုင်ကြားမှုတွေကိုဦးစီးဌာနကနေပြီးတော့အရေးယူဆောင်ရွက်နိုင်တဲ့ကျွန်တော်တို့ဒါဆိုရင်အခန်း9ပေါ့နော်အခန်း9စီမံခန့်ခွဲနည်းလမ်းနဲ့အရေးယူမဲ့နည်းလမ်းတွေပါလာတယ်ပြစ်မှုပြစ်ဒဏ်တွေပါလာတယ်ပေါ့နော်ဒါတွေအဖြစ်ကျွန်တော်တို့ဒီရှေ့လျှောက်လုံးမဲ့တမောက်မှာတဲ့အမှုဆောင်အနေနဲ့ဒါတွေကိုသိထားဖို့လိုတယ်ပေါ့ကျွန်တော်တို့ကဒါလေးတွေကိုအများပြည်သူသိရှိအောင်လို့ဒါလာရောက်ဆွေးနွေးပြောကြားခြင်းဖြစ်ပါတယ်ဗျရခိုင်တော့ဆိုရင်တော့တမောက်မှာတဲ့အမှုဆောင်တွေဟာသူတို့ကသူလို့သူတို့လွဲသုံးစားလို့ရင်ကျွန်တော်တို့ဘက်ကဒီဥပဒေရဆိုရင်ပြစ်မှုပြစ်ဒဏ်တွေမှာမပါခဲ့ပါဘူးဒီအခုပြဋ္ဌာန်းတဲ့ဥပဒေမှာဆိုရင်တော့ပြစ်မှုပြစ်ဒဏ်တွေပါဒါကိုလည်းကျွန်တော်နောက်ဆက်တွဲနည်းဥပဒေတွေဆက်ထွက်လာအောင်ပါပေါ့နော်အဲ့ဒါမှအသေးစိတ်ထွက်လာပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဆက်ပြီးမှဒီဥပဒေတိုင်းကိုဒီ2026 29ဘဏ္ဍာရေးနှစ်ကစပြီးတော့ဒီဥပဒေတိုင်းဆောင်ရွက်သွားမယ်နောက်ထပ်နည်းဥပဒေထွက်လာရင်လည်းနည်းဥပဒေရကျွန်တော်ဆက်လက်ဆောင်ရွက်သွားပါမယ်ရခိုင်တော့ဆိုရင်တော့ကျွန်တော်တို့တမောက်မှာအသင်းအမှုဆောင်တွေရွေးချယ်တဲ့အခါမှာလည်းအများဆန္ဒလို့ပဲအများဆုံးပါပါတယ်ဒါပေမဲ့ဒီဘက်မှာဆိုရင်တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြည်သူတွေဖြစ်ရမှာဘွဲရပြည်သူတွေပေါ့နော်ဒါကျွန်တော်တို့ဆိုရင်ဒီနေ့မှာဆိုရင်အသင်းတစ်သင်းကိုဝင်ရောက်ရွေးခံမဲ့အသင်းအမှုဆောင်တွေနေရတော့ကျွန်တော်တို့ကဒီစီကံစီမင်းတွေထုတ်ပေးထားရှိပါဘူးကျွန်တော်9ချက်ရှိတယ်ပေါ့နော်ဒီ9ချက်နဲ့ကိုင်းညီတဲ့သူတွေရတာလည်းဒီအသင်းရဲ့အမှုဆောင်ဥက္ကဋ္ဌပြည့်ရွေးချယ်ခံနိုင်တာပေါ့နောက်ပြတော့ထူးခြားတာကဒီအသင်းမှာရခိုင်တော့ဒီမြို့နယ်တမောက်မှာကိုယ့်ရဲ့တဆင့်မြင့်အသင်းမှာကိုယ်စားလှယ်ပြစ်ပါမယ်ဆိုရင်အရဲအဆိုင်စီဝေးတစ်ချိန်တက်ဖူးရမယ်စီဝါရေးအမျော်မြင်ရှိတဲ့သူတွေဒါတော့အရင်လည်းပါပါတယ်အခုချိန်မှာတော့ဘာတွေပါလဲဆိုတော့တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြည်သူနောက်တစ်ခါတမောက်မှာရဲ့အကျိုးလိုလာတဲ့သူတွေပေါ့နော်ဒါမျိုးတွေပါမှသာလင်အမှုဆောင်ဖြစ်ရွေးချက်ခံနိုင်လို့ပြောဆို9ချက်နဲ့ကျွန်တော်ဒီဥပဒေမှာထပ်ပြီးတော့ပြဋ္ဌာန်းထားတာရှိပါတယ်ပြစ်မှုပြစ်ဒဏ်အနေနဲ့ဆိုရင်လည်းတကယ်လို့ကျွန်တော်တို့တမောက်မှာအသင်းတစ်ခုကိုမမှန်မကန်တိုင်ကြတာတွေပေါ့နော်မမှန်မကန်တိုင်ကြတာတွေရှိရဆိုရင်လည်းကျွန်တော်တို့ကဒါအရေးယူလို့ရပါတယ်ဒီနိုင်ငံတော်အဖွဲ့အစည်းတွေအဖွဲ့အစည်းအစဉ်စဉ်ကနေယူတဲ့ချင်းငွေတွေနဲ့ပတ်သက်ပြီးတော့စာချုပ်ပါစည်းကမ်းတွေကိုဖျက်လို့ရှိရင်အသင်းတစ်ခုလုံးကိုစီမံခန့်ခွဲပိုင်းအနေနဲ့ကိုကျွန်တော်တို့အခုဒီဥပဒေမှာအရေးယူလို့ရပါပြီဒီတသင်းလုံးပဲဖြစ်ပါစေဒီဆောင်ရွက်တဲ့အမှုဆောင်အဖွဲ့ပဲဖြစ်ပါစေဒါကြီးကကျွန်တော်ဆောင်ရွက်လို့ရပါတယ်ဒါလေးလည်းပြောချင်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ကဒီငွေကြေးပေါ့နော်ချုပ်စရာရဲ့စီကံတွေကိုအမှထားပါတော့ကျွန်တော်ကနိုင်စီကနေယူတယ်နိုင်စီကနေယူပြီးတော့တတ်မှတ်ချိန်မှာမဆက်နိုင်ဘူးဆိုရင်ဒီဥစ္စာကိုအောက်ခြေကနေပြန်ဆက်တယ်သူတို့မဆက်ဘူးအလွဲသုံးစားတွေပြုတယ်ဆိုရင်ကျွန်တော်တို့ကဒါတွေဆိုရင်ဒီအမှုဆောင်အသီးသီးပေါ့နော်ဒီအသင်းမှာတာဝန်ခံတဲ့အမှုဆောင်အသီးသီးတွေကိုကျွန်တော်တို့ကဝေကျက်350ကနေ900ထိလဲချမှတ်နိုင်ပါတယ်ထောင်ကတော့9နှစ်ထိပေါ့9နှစ်ဒါမှမဟုတ်လည်းပြစ်ဒဏ်2မျိုးလုံးလည်းကျွန်တော်တို့ချမှတ်နိုင်တယ်ဒီပြစ်မှုပြစ်ဒဏ်ပိုင်းမှာတော့ဒါတွေကကျွန်တော်တို့ပဲပြောင်းလဲလာတာပေါ့ရခိုင်တော့ကတော့မရှိဘူးမပါခင်ပြစ်မှုပြစ်ဒဏ်မရှိဘူးအရင်ဥပဒေနေဥပဒေမှာမရှိဘူးအခုတော့ဥပဒေမှာပါလာပြီဒီဥပဒေကိုထပ်ပြီးတော့ဒါလည်းကျွန်တော်ရဲ့သက်ဆိုင်ရာဌာနအကြီးအကဲတွေနေပြီးတော့နေဥပဒေဆက်ထုတ်မှာပါထုတ်လိုက်ချိန်မှာကျွန်တော်ဒီနေဥပဒေရညွှန်ကြားချက်အတီးရလို့ကျွန်တော်ဆက်လက်ဆောင်ရွက်သွားမှာဒါလေးကိုကျွန်တော်ကအခြေခံအသင်းတွေတမောက်မှာအသင်းစုတွေတိုင်းပြည်နယ်တမောက်မှာအသင်းစုချုပ်တွေဘိုးတမောက်မှာအသင်းတွေမှာရှိတဲ့အမှုဆောင်တွေကဒါတွေကိုသိပြီးမှဘယ်လိုဆောင်ရွက်သွားရမလဲဆိုတာသိအောင်လို့ကျွန်တော်တို့ဒီစီစဉ်နေတစ်ဆင့်အားလုံးသိအောင်ပြောပြလိုခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ပြီတော့ပါလားခင်ဗျဟုတ်ကဲ့ပါဗျ